World 2015. experience ဆိုကြောက်တော့ကြောက်တယ်ရှင်ဒါပေမဲ့ညီမစကားတင်20ထဲမှာမပါလဲညီမ experience ယူပြီးတော့ပဲပြန်ပါပါရှင် Miss မြန်မာဝန်နဲ့ပတ်သက်တဲ့ဟာတွေကို page တင်မှာလိုက်ကြည့်ရဲစုံစမ်းတယ်နောက်ပြီးတော့ TV မှာကြော်ညာလဲတွေ့ရတဲ့အဲ့ရနေပြီးတော့သတင်းရပြီးတော့လိုက်ပြန်ဖြစ်တာပါရှင်မြန်မာနိုင်ငံကိုစားပြုအလားမယ်တယောက်ဆိုတော့လေသူတို့ကိုကျင်းတိတ်ခါအနေအထိုင်အားလုံးလိုအပ်ချက်တွေအများကြီးရှိပါတယ် Miss တယောက်နဲ့အညီနေနိုင်ဖို့တော်တော်အရေးကြီးပါတယ်ဟုတ်ကဲ့မြန်မာဝါကြတော့ဟို talent တွေပါလဲပါတယ်ကိုအတွက် chance ရှိမယ်ထင်လို့ဝင်ပြန်ပြတာပါမြန်မာတရားဖြစ်ဖို့အတွက်ပေါ့နော်အဓိကလိုအပ်တာတော့သူ့မှာပေါ့နော်ပရာဟိတစိတ်အပြည့်ရှိရပါမယ်နောက်ပြီးတော့လူတွေကိုအကျိုးပြုနိုင်တဲ့စိတ်ထားကောင်းမွန်မြတ်တဲ့စေတနာရှိရပါမယ်ပြီးတော့တာဝန်ယူနိုင်စိတ်ပေါ့နော်တရဖူဆောင်လိုက်ပြီဆိုတာနဲ့သူ့မှာပေါ့နော်တရဖူနဲ့သက်ဆိုင်တဲ့ responsibility တွေအများကြီးရှိပါတယ်အဲ့ဒီတာဝန်ကိုကြည့်ပြအောင်ပေါ့နော်အောင်မြင်အောင်ထမ်းဆောင်နိုင်တဲ့စိတ်ထားရှိဖို့လိုအပ်ပါတယ်ရှင်နိုင်ငံကိုအကျိုးပြုတဲ့ Miss တယောက်လည်းဖြစ်ချင်တယ်ပေါ့နော်ပြီးတော့ Pride လုပ်ငန်းတွေလုပ်ပြီးတော့နိုင်ငံအကျိုးပြုချင်ပါတယ်အဲ့လိုမျိုးကြောင့်လာရောက်ရှင်ပြိုင်ပြတာပါရှင်ညီမမနေ့ကတော့တစ်ခေါက်ပြိုင်မှုရပေါ့နော်အဲ့ဒါကြောင့်မို့လို့ညီမပြိုင်တော့ပထမအဦးဆုံးညီဖြစ်တော့တရားမို့လို့ပေါ့နော်အတွေ့အကြုံကလည်းမရှိဘူးအဲ့ကြောင့်မို့လို့အဆင်မပြေဘူးပေါ့နော်confidence တိတ်မရှိဘူးပေါ့အခုတော့ဒါတွေအဲ့လိုကိုအတွေ့အကြုံမရှိခဲ့တဲ့ဟာတွေအားလုံးပေါ့နော်ပြန်လည်ပြီးတော့စူးစမ်းပြီးတော့ရှင်ပြိုင်ပါမယ်လို့Miss မြန်မာဝေါ်လာရောက်ရှင်ပြိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံဂုဏ်ဆောင်တဲ့ Miss တယောက်ဖြစ်ချင်လို့ပါ Miss မြန်မာဝေါ်ရှောက်လွှာများကို TV ကသစင်တော့တကောင်တငယ်ချင်းတွေကနေပြီးတော့ပြောပြတဲ့အတွက်ကြောင့် fountain ဖြစ်ပါတယ်မနေ့ကလည်းဒီ Miss မြန်မာဝေါ်2014ပြိုင်ပွဲကိုညီမကြည့်ဖြစ်ခဲ့ပါတယ်အဲ့ဒီကလေးကလည်းညီမဝင်ပြိုင်ဖို့ဆန္ဒရှိခဲ့ပေါ့နော်ညီမဒီခီးလွန်နေတာကြောင့်ညီမဝင်မပြိုင်ဖြစ်ခဲ့ရပါအဲ့အကြောင်းဒီနှစ်ကိုထပ်မံဝင်ရောက်ရှင်ပြိုင်ဖြစ်တာပါဟုတ်Miss မြန်မာဝါအနေနဲ့ပေါ့နော်နိုင်ငံတကာမှာဒုက္ခရောက်နေတဲ့လူတွေကိုတွားပြီးတော့ကူညီခြင်းလို့လည်းပါတယ်ပြီးတော့နောက်ကိုယ်နိုင်ငံကယဉ်ကျေးမှုအမွေအနှစ်တွေပါတယ်ကိုနိုင်ငံတကာကိုချပြဖို့အတွက်ညီမဒီပြိုင်ပွဲကိုဝင်ပြိုင်ရခြင်းဖြစ်ပါတယ်မနိုင်ငံရဲ့အရေးချင်းပြေဝတဲ့အမျိုးသမီးတယောက်ဖြစ်ကမ္ဘာအလယ်မှာပြသခြင်းလို့ပါမဒီ Miss မြန်မာဝါမှာအကောင်းဆုံးကြိုးစားပါမယ်ညီမလိုအပ်ချက်တွေရှိမယ်ဆိုရင်လည်းအဲလိုအပ်ချက်တွေအားလုံးညီမအားလုံးဖြည့်တင်းပြီးတော့မှဒီပြိုင်ပွဲအကောင်းဆုံးဝင်ရောက်ရှင်ပြိုင်မှာပဲဖြစ်ပါရှင်ပရိသတ်ကြီးများအားလုံးလည်းအားပေးဖို့လည်းမျှော်လင့်ပါတယ်ရှင် Miss မြန်မာပေါ့နော်အယောက်20ထဲမှာပါဖို့ကတော့ကန်ဒီကလည်းရန်ကိုရေးကြည့်ပါတယ်ညီမကလည်းအကောင်းဆုံးကြိုးစားပါပါMiss မြန်မာဝေါ်မနစ်ကအစားဆုံးကြည့်ဖြစ်တယ်ပေါ့နော်ပြိုင်ပွဲလုပ်တဲ့ပုံစံတွေရောပြီးတော့တခြား chance တွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီ Miss မြန်မာဝေါ်လာလို့ရှင်ပြိုင်တာပါရှင်တခြားပြိုင်ပွဲတွေအများကြီးရှိပါရှင်ဒါပေမဲ့ Miss မြန်မာဝေါ်ပြိုင်ပွဲကိုစိတ်ဝင်စားလို့ပါရှင်
top 20ရဲ့မှာပါပြီးတော့ရှင်ပြိုင်ရတော့မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးနဲ့ပြည့်ပြည့်စုံစုံပေါ့နော်အရာရာယုံကြည်မှုရှိနဲ့ရှင်ပြိုင်သွားမှာပါရှင်